ဒီကတော့ခုနကအဖြူနဲ့ဆန့်ကျင်ဘက်အမဲလေးပေါ့နော်ဒီလိုမျိုးကော်လန်ပါတဲ့ဒီဇိုင်းမျိုးလေးကိုမှခြေသီးက main highlight လို့ပြောလို့ရတယ်လို့အရန်ပူတဲ့တွေကဒီနေ့ဆိုတော့ကွက်တီပဲပေါ့နော်ဆုံဝမ်းဆက်လေးရဲ့အယောင်လေးကလေခရမ်းရောင်လေးတော်တော်လေးလာပါတယ်အပြင်မှာဆိုပိုပြလှရပေါ့နော်ဒီဒီဇိုင်းကကြတော့ဒီလိုကော်လန်ကိုမှလေပိတ်ဒီဇိုင်းကိုမှဒီရေဘက်နာဆိုလဲကျိုးချီလေးလဲပါတယ်ပေါ့နော်တော်တော်လေးချစ်ဖို့ကောင်းနေမှာပါပါတယ်ဒါဆိုလို့ရှိရင်လည်းအီအီလေးနဲ့တော်တော်လေးဝတ်လို့ကောင်းပါတယ်ဝမ်းဆက်လေးကတော့ရိုးရိုးရင်ကြိုက်တဲ့ကောင်မလေးရဲ့အတွက်ပေါ့နော်ဝေးပြသွားတဲ့လုံကြီးတွေအကုန်လုံးကခါကျိုးချီထမိန်လေးတွေပဲပေါ့နော်ဒီဝမ်းဆက်လေးကိုလေတော်တော်လေးကြိုက်တာဝယ်ရတာလဲလွယ်ပြီးတော့ဒီဇိုင်းလေးလည်းအရင်ကြိုက်လို့ပေါ့နော်ဒီဒီဇိုင်းကကျဲသီးပုံစံလေးဆိုပေမဲ့တကယ်ဝတ်တဲ့ခါကျရင်ဖိကျဲသီးလေးတွေနဲ့ပေါ့နော်ဒီဇိုင်းကိုမှဒီလက်နာဖောင်းသားလေးကတော့အသက်ပါပဲဝမ်းဆက်လေးကကြတော့လုံးဝပွဲတဲ့ဒီဇိုင်းမျိုးလေးပေါ့နော်ကြီးရဲ့အယောင်လေးနဲ့ဒီလုံကြီးရဲ့အယောင်လေးတော်တော်လေးလိုက်ဖက်တယ်လို့ခံစားရပါတယ်ဝမ်းဆက်လေးဝတ်လိုက်တဲ့နဲ့လင်းသွားတယ်လို့ခံစားရပေါ့နော်ဒီဝမ်းဆက်လေးဝတ်တော်လေးခုခောက်အရင်ကြီးကျက်တည်ငြိမ်တဲ့ကောင်မလေးတယောက်လို့ခံစားရပါတယ်ဒီပုံဒီဇိုင်းကကြတော့အခုလိုမျိုးထောင်းလာလေးမှာထုတ်ကျဲသီးလေးနဲ့ထထလေးပေါ့နော်ဒီအယောင်လေးကအစာငင်းငင်းလေးနဲ့တော်တော်လေးလှပါတယ်ဝမ်းဆက်လေးကကြတော့လုံးဝချီဝမ်းဆက်လေးပေါ့နော်ဒီလိုမျိုးလက်တို့ဒီဇိုင်းလေးကိုမှဝတ်ထားလို့ရှင်လဲပုတ်ပုတ်ပါရှိရကြမလို့ daily ဝတ်လို့လည်းတော်တော်လေးဆင်ပြေပါတယ်ဒါလေးကတော့ခန်းကော်ချီဝမ်းဆက်လေးပေါ့နော်သူရဲ့ခါနာဒီဇိုင်းလေးကလေတော်တော်လေးလှတာပါသူဒီရေဘက်နာဒီဇိုင်းလေးရပြီးတော့ဒီလက်ရှိချုပ်ထားလေးကလေတော်တော်လေးလိုက်ဖက်မှုရှိလို့ခံစားရပါတယ်ဝမ်းဆက်ဝတ်ရတာကြိုက်တဲ့ကောင်မလေးရဲ့အတွက်ရွေးချယ်စရာဒီဒီဇိုင်းလေးလက်ရှိပါသေးတယ်ဒီဒီဇိုင်းကရိုးရိုးလက်ရှိဒီဇိုင်းပုံစံမျိုးလေးပဲပေါ့နော်ဒါပေမဲ့သူရဲ့လုံကြီးလေးကတော်တော်လေးလှပါတယ်ဝမ်းဆက်လေးကကြတော့ရှမ်းဝတ်စုံလေးပေါ့နော်အမလီလက်ရှိလေးပဲဝတ်ကြည့်ဘူးတာအခုမှလည်းပြက်လေးဝတ်ကြည့်ဘူးတာပါဝတ်စုံလေးဝတ်တာလေးတော်တော်လေးကြိုက်သွားပါတယ်အသားရောင်လေးဆိုတော့လေတော်တော်လေးအသားဆောင်ပါတယ်အမလီဒီရှမ်းဝတ်စုံလေးအရန်သဘောကျတာခုကိုရှမ်းမလေးတယောက်လိုခံစားရရတယ်ပေါ့နော်တော်တော်လေးလှပါတယ်ဝတ်ပြသွားတဲ့ဝတ်ဆက်လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ Facebook page နုံကိုထိုမှာဝယ်လို့ရပါတယ်နော်ဒီလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်